Hello တော့ဘိုင်းစု page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နော်အခု video ကကြတော့ဒီနောက်ထပ်ပေါ့နော်ကိုဘွားတွေကိုဝင်ရောက်လာမယ့်သူရဲ့ဒီ type ပုံစံမျိုးတစ်ချက်ဟောပြီးတော့မယ် pick-up point reading လေးဖြစ်ပါတယ်ရှင် pick-up point reading ဖြစ်တဲ့အတွက်ကြောင့်မလို့အရင် serious ဖြစ်ဖို့တော့မလိုပါဘူးเนาะလူတိုင်းနဲ့ energy match ဖြစ်ရှင်မှာလည်းဖြစ်နိုင်တာမဟုတ်လို့ပါเนาะဒါဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ point 1လေးကိုအရင်ပြပြပေးတော့မှာဖြစ်ပါတယ်အခုဒီဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူတွေရဲ့စီကိုရောက်ရှိလာမဲ့သူရဲ့ပုံစံရအနေအေးပြီးတော့နည်းနည်းလေးခက်ချေချေဖြစ်နေတဲ့ type ထဲမှာတော့ပါဝင်နေမယ်ပထမဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်စီကိုရောက်လာမဲ့ပုံစံကြတော့တကယ်ကိုချောချောလေးနဲ့ကြည့်လို့ကောင်းတဲ့ type ထဲကရောက်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့တယ်။သူကခြေရဲဆိုပေမဲ့လည်းအရင်ခြေတာမျိုးမဟုတ်ဘူး။မသိလို့သူနဲ့စကားမပြောရခင်တော့သူ့ပုံစံကြည့်မယ်ဆိုရှင်တော့ခြေတဲ့ပုံစံမျိုးတော့သွားလိမ့်မယ်။ဒါပေမဲ့တေချာလေးစကားပြောကြည့်ပြီးတော့မှတေချာလေးပေါင်းလိုက်မယ်ဆိုလို့ရှင်တော့ရီမုံမုံရှိတဲ့ type ထဲမှာတော့သွားလိမ့်မယ်ပေါ့နော်။သူ့ရဲ့ပုံစံအရဆိုလို့ရှင်တော့အညိုစင်ထဲမှာတော့ပါနေလိမ့်မယ်။သူ့ကိုဒစိမ့်စိမ့်ကြည့်နေနေမှာတေချာလေးချောလာတာလှလာတာခန့်လာတာမျိုးပေါ့နော်။အဲ့လိုမျိုးတော့တွေ့ရတတ်ပါတယ်။နောက်တစ်ခုအနေနဲ့သူ့ရဲ့ပုံစံရဆိုရှင်တော့ပိမ့်ပိမ့်ရှိရှိလေးနဲ့တတက်လေးလည်းပါရင်ပါတယ်ပေါ့နော်အဲ့လိုအခြေအနေလေးတော့တွေ့ရကဲတတက်မပါဘူးဆိုရှင်တော့မြင့်မှန်လေးပါလေးတက်ထားတဲ့ type ထဲမှာတော့ပါလိမ့်မယ်ပေါ့နော်အဲ့ဒါလေးတော့တွေ့ပါတယ်နောက်တစ်ခုအနေနဲ့သူ့ရဲ့ hair style ကကြတော့ wave ဖြစ်တဲ့ပုံစံမျိုးပေါ့နော်စပင်ကလှိုင်းလေးတွေရှိရဆိုတဲ့ပုံစံလေးမှာပါတယ်ပြီးတော့ဒီသူ့ပုံစံရဆိုရှင်တော့ရှေ့မှာပြောသလိုမျိုးမြင့်မှန်လေးလည်းပါတယ်ဆိုတဲ့ပုံစံမျိုးရှိလိမ့်မယ်ဒါကတော့လူအနည်းစုတွေမှာတော့ပါနေလိမ့်မယ်ပေါ့နော်သူ့ရဲ့စိတ်အခြေအနေကတော့ဒီကောင်းတယ်ဆိုပေမဲ့စိတ်ရင်းကောင်းတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းတော့လှုပ်ဝက်တတ်တဲ့ type မျိုးတွေမှာတော့ပါလိမ့်မယ်တချို့ကိစ္စတွေမှာဆိုလို့ရှိရင်တော့သူကတခြားသူတွေထက်ပေါ့နော်တစ်ဖက်ကန်းကကျွမ်းကျင်နေတတ်တဲ့တွေမှာပါတယ်ဘယ်ကိစ္စမှဆိုသူကတခြားသူတွေထက်ပိုပြီးညံကြီးရယ်ဖြတ်ထိုးညံကောင်းနေပေါ့နော်တခြားသူတွေထက်လည်းပိုပြီးတာနေဆိုတဲ့ပုံစံမျိုးတွေမှာတော့ပါနေလိမ့်မယ်ပြီးတော့သူကဝါသနာကိုဦးစားပေးရလူဝါသနာနောက်ကိုလိုက်တဲ့နေရာမှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့တခါလေးကြောက်လို့ရှိရင်နားလေးရခက်တဲ့နေရာမှာတော့ပါလိမ့်မယ်သူကအခြေအနေနဲ့ပတ်သက်ပြီးတော့တခါလေးကြာရင်ဆရာကြီးကြာရဲမှာတော့ပါတယ်ပြောမယ်ဆိုတစ်ဖက်လူရဲ့အခြေအနေကိုကြည့်ပြီးတော့ဘယ်လိုတွေချုပ်ရမလဲဆိုတာကိုသူကသိတယ်ပြီးတော့ romantic ဆန်နေတဲ့မှာလည်းပါတယ်ပေါ့နော်အဲ့တော့သူကိုယ့်စီကိုရောက်လာမယ့်အခါကြောက်လို့ရှိရင်အမှတ်မထင်တွေ့ပြီးတော့ရောက်လာတတ်တဲ့ပုံစံမျိုးကိုတော့တွေ့လိမ့်မယ်။ online ပေါ်ကနေစတဲ့ချစ်ချင်းမျိုးကိုတွေ့တယ်။တစ်ဖက်သက်အချစ်ကလေးနဲ့စတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့အချစ်ရင်းနဲ့ပတ်သက်ပြီးတော့တေချာလေးနူးနူးညံ့ညံ့နဲ့ထိတွေ့ရမယ်ဆိုတဲ့အခြေအနေလေးကိုတော့တစ်ချက်တွေ့ပါတယ်ရှင်။ဒါလေးကကျတော့ Pi 1လေးရဲ့ဒီ reading လေးဖြစ်ပါတယ်နော်။နောက်တစ်ခုအနေနဲ့ Pi 2လေးကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်ရှင်။ဒီ Pi 2ကိုရွေးချယ်ထားတဲ့သူတွေရဲ့အခြေအရာဆိုလို့ရှိရင်တော့ရောက်လာမယ့် type ကတော်တော်လလနဲ့ပုံမှန်လေးလေးရှိတဲ့ type မျိုးတွေမှာတော့ပါလိမ့်မယ်တခါလေကြောက်လို့ရှိရင်တော့တချို့ကိစ္စလေးမှာနည်းနည်းလေးတလွဲလောက်တတ်တယ်ဆိုရဲအကျဉ်းရတော့ရှိတယ်ဒါပေမဲ့လည်းသူ့ရဲ့အတွင်းစိန်ရတော့တော်တော်လေးကောင်းနေဆိုရဲတွေမှာတော့ပါလိမ့်မယ်ပေါ့နော်သူကပညာရေးချင်းကတော့ထိုးကြုံတဲ့သူတွေမှာတော့ပါမယ်ဆိုရဲအချင်းလေးတော့တွေ့လိမ့်မယ်ပြောမှဆိုပညာရေးချင်းကောင်းတယ်ပြီးတော့အတိုင်းဝိုင်းဒီပါညာရေးလည်းကောင်းနေဆိုရဲပုံစံမျိုးတော့တစ်ချက်တွေ့ရပြီးတော့သူ့ရဲ့မျက်နှာအသွင်ပြင်ရဆိုလို့ရှိရင်တော့နှာတိုင်းချွန်ချွန်လုံးလုံးနဲ့မှာပါလိမ့်မယ်မျက်ခုံးကောင်းကောင်းနဲ့ပြီးတော့နှာခမ်းပါတဲ့ပုံစံမျိုးတွေမှာတော့ရှိနေလိမ့်မယ်ခန္ဓာကိုယ်ကတော့အရွယ်အစားကျစ်လစ်ပြီးတော့ပြေဖောင်းနေတယ်မှာတော့ပါမယ်လို့တော့ဒါအနည်းဆုံးခံမှန်းမိရပေါ့နော်အသားအယောင်ရဆိုလို့ရှိရင်တော့အရင်မဖြူပဲနဲ့အလေလက်ထဲမှာတော့ပါလိမ့်မယ်ပြီးတော့သူကအချင်းနဲ့ပတ်သက်ပြီးတော့အရန်သက်စာရှိရတဲ့မှာပါတယ်အစွဲလန်းကြီးရပေါ့နော်တဦးဆိုတဦးတယောက်ဆိုတယောက်ဆိုပြီးတော့ချစ်တယ်ဆိုတဲ့အချစ်ကြီးရဲ့သူတွေမှာတော့ပါတယ်တခါရီးစားတွေပါကြီးထားပြီဆိုလို့ရှိရင်နှစ်နဲ့အချီအကြာကြီးတွေ့တယ်အသေးကွဲသွားပြီဆိုလို့ရှိရင်အချိန်ကြာကြီးအသေးကွဲပြီးတော့မှဒီနောက်ထပ်relationship တွေကိုမစတင်နိုင်တဲ့လူမျိုးတွေမှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အစွမ်းလန်းတော့ကြီးလိမ့်မယ်ပေါ့နော်သစ္စာကတော့တော်တော်လေးရှိရတယ်မှာတော့ပါကောင်းပါလိမ့်မယ်ပြီးတော့သူ့ရဲ့အားသာချက်ကကြတော့လေတစ်ဖက်လူကိုညီပေးရဲ့စိတ်ကလေးလေးရှိရပေါ့နော်အဲ့ဒါတော့သူ့ရဲ့အားသာချက်ကလေးပါကိုယ့်စီကိုရောက်လာတဲ့အခါကျလို့ရှိရင်လည်းဒီအပေါင်းအသင်းမိတ်ဆွေရဲ့ခင်မင်မှုကနေတဆင်မှရောက်လာတတ်တယ်ဆိုတဲ့ပုံစံမျိုးမှာတော့ရှိနေလိမ့်မယ်ပေါ့နော်အဲ့ဒါလေးတော့တစ်ချက်တွေ့ရပြီးတော့ကိုယ့်ရဲ့name person type ကကြတော့ name person ကြတော့ကိုယ့်အတွက်တော်တော်လေးကောင်းမွန်ပြီးတော့ပေါ့နော်ကိုယ့်ပေါ်တော်တော်လေးကောင်းနေပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာ energy match ဖြစ်ပြီးတော့ connection ကောင်းတဲ့နေရာမှာပါတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ရောက်လာမယ့်အချိန်ကကြတော့ဒီစောင်းတွင်းထဲမှာတော့ဖြစ်လိမ့်မယ်ပေါ့နော်နှစ်ကာလကတော့ဒါရောက်လာမယ့်အချိန်ကြောင့်မှတစ်ချက်တော့စောင့်ကြည့်လိုက်ရောက်လာမယ့်အချိန်အရဆိုလို့ရှိရင်တော့စောင်းတွင်းကာလထဲမှာကိုယ့်ဘက်ကအလောတကြီးအလုံးရှုံနေနေမှသူနဲ့စပြီးတော့တွေးနိုင်မယ်ဆိုတဲ့အခြေအနေမျိုးကိုတော့ဒါ
တစ်ချက်မြင်နေပေါ့နော်ဒါကတော့ဒီ native person နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရောက်ရှိလာမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဟောပေးသွားတာဖြစ်တယ်အဲ့တော့ general reading ဖြစ်တဲ့အတွက်ကြောင့်မလို့အရင် serious ဖြစ်ဖို့တော့မလိုပါဘူးเนาะ divine နဲ့ energy ကိုက်ညီချင်မှလည်းကိုက်ညီနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့တွေကျတော့တိုက်ဆိုင်တဲ့သူတွေရှိရဆိုလို့ရှိရင်တော့ဒီပိုင်းလေးကိုသဘောကျရဆိုရှင်တော့ like and comment လေးတစ်ချက်လုပ်ပေးသွားဖို့တော့မိသားရခံပါတယ်เนาะနောက် video တွေနဲ့ပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးထူးတင်ရှိပါတယ်ရှင်